အခုမြန်မာနိုင်ငံမှာနာမည်ကြီးနေတဲ့ slot နဲ့ online လောင်းစား game တွေကတမင်အနိုင်မရအောင်လုပ်ထားတယ်ဆိုတာသိပါသလားသူတို့ပြောတာကတော့ပတ်စံနည်းနည်းလေးထည့်ဆိုတာနဲ့မထင်ထားတဲ့ငွေအများကြီးကိုပြန်ရနိုင်တယ်သူတို့ game ကိုစောင့်နေကြတဲ့သူတွေကချမ်းသာလာပြီးငွေကြေးကအဆင်ပြေလာတယ်နောက်ပြီးခဏခဏအနိုင်ပေးတယ်ဆိုတာကလည်းပါသေးတာပါဒါပေမဲ့လက်တွေ့မှာတော့ပြောသလိုဖြစ်မလာတဲ့အပြင် game ကိုစောင့်လိုက်လို့ဘွားပြတ်သွားတဲ့သူတွေကလည်းပိုပိုပြီးများလာပါတယ်အန်ဟိုဘိုကောင်းတာကဒီလိုမနိုင်တာတော့လူတွေကဆက်ပြီးစောင့်နေကြတာပါဘာလို့လဲဆိုတော့ရှုံးနေရတော့နောက်တစ်ခါထက်ဆော့ကျင်အောင်မလုံးနေပေးနေလို့ပါကဲဒီတစ်ခါဗီဒီယိုကတော့မြန်မာပြည်မှာအမြင့်တွင်နေတဲ့ online လောင်းစား game တွေရဲ့အကြောင်းပါပထမဆုံးအရင်နာမည်ကြီးနေတဲ့ slot game ရဲ့အကြောင်းကိုပြောပြပေးပါမယ်။တခုရှိတာက slot game ကလောင်းစားလောက်တာဆိုရင်တချို့နိုင်ငံတွေမှာတရားဝင်ကိုခွင့်ပြုပေးထားတာပါ။နောက်ပြီးအပြင်မှာပတ်စံထည့်ဆော့ရတဲ့ slot game ဆက်တွေကိုမြင်မှုကြမှာပါ။အဲဒီဆက်တွေနဲ့ဆော့တဲ့အခါကစားတဲ့သူတွေကိုဘလောက်အနိုင်ပြန်ပေးရမယ်ဆိုတာကိုတရားဝင်သတ်မှတ်ထားပါတယ်။အဲ့ဒါကို RTP Return to Player လို့ခေါ်ပါတယ်။ဥပမာပြောရရင်လူ3ယောက်ကငွေ10သိန်းသုံးပြီး slot game ဆော့ပါတယ်။ဒါပေမဲ့အဲ့ဆက်ကြီးက RTP 90% သတ်မှတ်ထားရဆိုရင်အားလုံးပေါင်းထည့်လိုက်တဲ့ငွေ10သိန်းနဲ့က9သိန်းကိုပဲ player 3ယောက်ကိုအနိုင်ပြန်ခွဲပေးတာပါအဲ့တော့တခြားစဉ်းစားကြည့်မယ်ဆိုရင်ဂျားရဲက3သိန်းကိုတော့ slot ကအမြတ်ရသွားပါလိမ့်မယ်လူ3ယောက်ထဲမှာတော့နိုင်တဲ့သူရှိသလိုရှုံးသွားတဲ့သူလည်းရှိနိုင်ပါတယ်ဒါပေမဲ့သူတို့3ယောက်ပေါင်းပြန်ရတာက9သိန်းထက်မပိုပါဘူးကဲဒါဆိုရင်တော့ RTP ကိုနည်းနည်းနားလည်လောက်ပြီးလို့ထင်ပါတယ်နောက်ပြီးမြန်မာမှာနဲ့မတူတာကနိုင်ငံတကာကတရားဝင် slot set တွေ online slot website တွေကသူတို့ရဲ့ RTP rate ကိုတရားဝင်ပြပြပေးထားတာပါတကယ်လို့ online company တွေက lobet GB RTP rate တွေကိုလိမ်တာဆော့ရဲသူတွေအနိုင်မရနိုင်တဲ့အထိလုပ်ထားရဆိုရင်တရားဝင်သတ်မှတ်ထားတဲ့ဥပဒေတွေကိုမလိုက်နာတဲ့အတွက်ဂိမ်းဆက်တွေကိုပိတ်ပစ်တာပန်းရှင်အဖမ်းခံရနိုင်ပြီးတော့ထောင်ချခံရတဲ့အထိဖြစ်သွားနိုင်ပါတယ်ဒါပေမဲ့မြန်မာမှာစော့နေကြတဲ့ slot game တွေကဒီလိုမျိုး RTP rate တွေကိုလည်းပြပြပေးမထားတဲ့အပြင်နိုင်ချိန်ကလည်းလုံးဝကိုမရှိတာပါဒီမှာကစက်နဲ့ကစားရတာမဟုတ်ပဲကိုကြိုက်တယ်လို့ program ဆွဲလို့ရတဲ့ software တစ်ခုဖြစ်နေတာပါ RTP တရားဝင်သတ်မှတ်ထားတဲ့နိုင်ငံတွေမှာတော့မှကစားတဲ့သူတွေပေါ်လိန်နာညာတာတွေကခဏခဏဖြစ်ပါတယ်ဒါနဲ့မကသေးပဲအဆိုးဆုံးကတော့သူတို့လူလာမှအနိုင်ပေးတာမျိုးပါဆိုတော့လောင်းစားတွေကိုတရားဝင်ဖွင့်ခွင့်ပေးထားတဲ့နိုင်ငံတွေမှာတော့မှအခုလိုမျိုးတွေဖြစ်တဲ့ဆိုရင်တရားဝင်မဟုတ်တဲ့ slot game software တွေကပိုပြီးစိုးနိုင်ပါတယ်ကိုယ်ပိုင် software ဖြစ်လို့အနိုင်လဲပေးလို့ရလို့လုံးဝမနိုင်အောင်စရိုက်ရှုံးအောင်လဲထိန်းချုပ်လို့ရပါတယ်ဒီတော့တေချာစဉ်းစားကြည့်မယ်ဆိုရင်ဒါကလောင်းစားပါဘယ်တိုင်းမှလောင်းတဲ့သူကိုမနိုင်စေချင်ပါဘူးအဲ့တော့တေချာတာကအနိုင်ရှုံးကိုငါတို့စိတ်ကြိုက်လုပ်မယ်ဆိုတာမျိုးဖြစ်ဖို့များပါတယ်ဒါအကြောင်းမြန်မာနိုင်ငံမှာ slot game ဆော့မယ်ဆိုရင်ဘယ်တော့မှအနိုင်ရမှာမဟုတ်ဘူးလို့ပြောနေရတာပါ slot game ဆိုတာမနိုင်နိုင်ဘူးဆိုရင်ပဲစော်တိုင်းနိုင်နေကြတဲ့သူတွေတော့ရှိနေပါသေးတယ်အဲ့ဒါကတော့လောင်းစား game တွေကိုကြီးညာပေးနေတဲ့သူတွေပါတချို့ကအလကားရတဲ့ unit တွေနဲ့သိန်းရချီနိုင်အောင်ဆော့ပြတယ် game software ကလည်းသူတို့ကိုနိုင်အောင်လုပ်ပေးပါတယ်အဆိုးဆုံးကတော့သူတို့လို like ဆော့ရင်သူတို့နိုင်တယ်လို့နိုင်မယ်ဆိုပြီးပြောလာတာပါဒီတော့ရလက်အနေနဲ့လူငယ်ပရိသတ်တွေကဝိုင်းဆန်တဲ့အခါသူတို့ရဲ့ပတ်စံတွေပါကုန်တာပါကျွန်တော်ဒီဗီဒီယိုကိုလုပ်ရတာကလည်းဒီ online game ကြောင့်ဘဝပြည့်တဲ့သူတွေများပြီးရင်များလာလို့ပါလောင်းစားလုပ်ရင်လုံးဝမကောင်းဘူးဆိုပြီးတော့အစိုးမြင်စိတ်နဲ့ပြောနေရမျိုးမဟုတ်ဘဲနဲ့ဘဝပြတ်သွားနိုင်ပြီးသူတို့နိုင်ဖို့အတွက်ပဲထုတ်ထားတဲ့ဒီလို software game တွေကိုတော့မကစားဖို့ကိုသတိပေးနေရတာပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာဒီလိုမျိုးဗီဒီယိုကောင်းတွေကိုဖန်တီးတဲ့ channel ဆိုလို့ရှိရင်တော့ဗီဒီယိုကောင်းတွေကိုစနစ်တကျဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ကြားပေးနေတဲ့ Creative Buzz Academy ဆိုတာကရှိနေပါပြီခင်ဗျာ Creative Buzz Academy ကသင်တန်းတွေမှာပြန်ဆောင်ကြပါမယ်ခင်ဗျာ Bye bye